မျိုးသမီးတယောက်ရဲ့နာမည်နဲ့နာမည်ပေးထားတဲ့နိုင်ငံကကမ္ဘာပေါ်မှာတနိုင်ငံနဲ့ပဲရှိတယ်ဆိုတာသင်သိပါသလားကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံအများစုမှာတော့ဘုရင်တွေအမျိုးသားကောင်းဆောင်တွေဒါမှမဟုတ်နေရာဒေသနာမည်တွေကိုအခြေခံပြီးတော့ပဲနာမည်ပေးတတ်ကြတာပဲဖြစ်ပါတယ်ဒါပေမဲ့အမျိုးသမီးတယောက်ရဲ့နာမည်နဲ့တိုင်းရဲ့နာမည်ပေးထားတဲ့နိုင်ငံကတော့တနိုင်ငံနဲ့ပဲရှိပါအဲ့ဒါကတော့စိန့်လူစီယာနိုင်ငံပဲဖြစ်ပါတယ်စိန့်လူစီယာကတော့ဟာကာရီဘီယန်ပင်လယ်ထဲမှာတည်ရှိတဲ့ကျွန်းနိုင်ငံလေးတစ်နိုင်ငံဖြစ်ပြီးတော့တဘာဝအလှတွေကြောင့်ပဲကမ္ဘာလက်ခီးသားတွေကြားမှာအရန်ကိုနာမည်ကြီးပါတယ်ဒါဆိုဘာကြောင့်ဒီနိုင်ငံကိုစိန့်လူစီယာလို့နာမည်ပေးခဲ့ရတာလဲအကြောင်းကတော့16ရာစုအတွင်းမှာ France နိုင်ငံတင်မောသားတွေကဒီကျွန်းကိုရောက်ရှိလို့လာခဲ့ပါတယ်သူတို့ရောက်တဲ့နေ့ကတော့ခရစ်ယာန်ဘာသာရေးစိန့်လူစီယာရဲ့အထူးအမတ်တရနေ့လေးဖြစ်နေခဲ့ပါတယ်အဲ့ဒီအတွက်ကြောင့်ပဲဒီကျွန်းကိုစိန့်လူစီယာလို့နာမည်ပေးခဲ့တာပါစိန့်လူစီယာဆိုတဲ့နာမည်ကတော့ခရစ်ယာန်အမျိုးသမီးတန်တော်ဆရာမတဦးဖြစ်တဲ့စိန့်လူစီကနေဆင်းသက်လာတာပဲဖြစ်ပါတယ်အန်ဝါဆရာကောင်းတာကတော့ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံအားလုံးထဲမှာအမျိုးသမီးတယောက်နာမည်ကိုတိုက်ရိုက်အသုံးပြုပြီးတော့နာမည်ပေးထားတဲ့နိုင်ငံကစိန့်လူစီယာနိုင်ငံတနိုင်ငံနဲ့ပဲဖြစ်နေတာပါဒါကြောင့်ပဲစိန့်လူစီယာဆိုတဲ့နိုင်ငံကိုသမိုင်းနဲ့ရည်ကျင်းမှုအရာအထူးခြားဆုံးနိုင်ငံတစ်ခုအဖြစ်သတ်မှတ်ထားကြတာပဲဖြစ်ပါတယ်